ကျမဘွားဒီနေ့အဲ့လိုဖြစ်သွားတယ်ကြည့်လိုက်အောင်အားကြောင့်ဖြစ်သွားတာလေကောင်းလို့ reverse ပထမကတော့ MBA student life လေးရိုက်မယ်ပေါ့အတင်းရင် my life လေးပေါ့ okay very good ပေါ့ဆန်းဆက်လေးနဲ့ကဲအားဆိုလို့ရှိရင်ငါတို့ကြောင်းတက်လိုက်မယ် class ထဲရောက်တော့လေဟီဟီဟာဟာနဲ့တကယ်ချင်းနေနဲ့ okay စာရေးဖတ်ပြီးသွားပြီဆိုတော့ကြောင်းပြန်တော့မယ်ကြောင်းပြန်တော့လဲဆန်းဆက်လေးနဲ့ okay so far so good အဲ့မှာကျမပြန်တဲ့အချိန်မှာအဲ့ဒီ highway ပေါ်မှာကားဘင်းပေါက်တော့ highway ကနေကွန်မောင်းတစ်ခုတည်းကိုထိုးရက်လိုက်ထိုးရက်ပြီးတော့ကားဘင်းကို check လုပ်ထိုးခေါ် service ကိုပို့ရမယ့်အလုပ်တွေလုပ်ကညီမနေနိုင်တော့ကန်ထက်လိုက်တော့သေးရပေါ့ကျမညီမကအကြောင်းပြီးသွားလို့ကျမကိုလာ pick up လုပ်တဲ့ပုံစံအဲ့လိုပုံစံဖြစ်အဲ့မှာကားဘင်းကိုတေချာကြည့်လိုက်တော့မှအဲ့မှာပောက်ကွဲနေတော်သေးရ service ကအဲ့နာမှာနီးနီးလေးရှိနေတော့ okay ကောင်းသွားပြီပေါ့အဲ့မှာထိုးကားကိုစောက်တာတနိုင်လောက်ကြာကဲကားကိုလည်း service ပြီးသွားပြီဆိုတော့သွားဆွဲလိုက်အောင်နော်9နိုင်ရိုက်ထိုးနေပြီဒီနားကလည်းလုံးဝမစားသေးဘူးအဲ့တော့နှစ်ယောက်စလုံးမှားချလိုက်ရောဒါလေးကတော့ lamb skewer လေးပါနောက်တစ်ခုကတော့ handmade noodle with beef Chinese burger အရင်စားကောင်းနေတယ်ကျမညဆွဲတာသူကဆွဲနေတဲ့အချိန်ကျမလောင်နေအောင်လုပ်ပြီးလေးပြီးသွားကျမ meeting လုပ်ကောကျမရဲ့ a day in my life လေးကတော့သူများနဲ့မတူဘူးเนาะကဲအိတ်တော့မယ် bye bye